မေရိကန်နဲ့စစ်ခင်းဖို့အဆင်သင့်ရှိကြောင်းအီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရချီကလက်ဘနွန်နိုင်ငံဘေရွတ်မြို့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါတယ်။လက်ရှိချိန်မှာအီရန်နိုင်ငံအတွင်းပြည်သူတန်းတဲ့ချီပါဝင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပေါ်နေပြီးအစိုးရလုံခြုံရေးအဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့်ဆန္ဒပြသူတွေသေဆုံးမှုအရေးအတွက်ပိုမိုများပြားလာနေကြောင်းသိရှိရပါတယ်။ငွေတန်ဖိုးကျဆင်းမှုငွေဖောင်းပွားမှုတို့ကြောင့်ဈေးသည်တွေမကျေနပ်ဖြစ်ရာကစတင်လာခဲ့တဲ့ဆန္ဒပြပွဲတွေဟာနိုင်ငံတော်ဝန်ပြန့်နှံ့သွားပြီးတက္ကသိုလ်ကျောင်းသားတွေလည်းပါဝင်လာပါတယ်။ယခုချိန်မှာအီရန်မှာအင်တာနက်လိုင်းဖြတ်တောက်ထားပြီးဆန္ဒပြသူတွေကိုပြစ်တက်နေတယ်လို့လူ့အခွင့်အရေးအဖွဲ့တွေကပြောကြားခဲ့ပြီးနောက်အမေရိကန်ကအီရန်အာဏာပိုင်တွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ထရန့်ကဇန်နဝါရီလ10ရက်မှာပြောဆိုထားပါတယ်။အသက်မပြည့်သေးသူ10ယောက်အပါအဝင်45ယောက်ကိုပြစ်တက်ခဲ့တယ်လို့နော်ဝေးအခြေစိုက်လူ့အခွင့်အရေးအဖွဲ့ IHR ကပြောဆိုထားပြီးအီရန်အစိုးရပိုင်းမီဒီယာကတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်သေဆုံးသူ22ဦးရှိတယ်လို့ပြောဆိုထားပါတယ်။